Play Store နဲ့ပတ်သက်ပြီးပြဿနာမျိုးမျိုးကိုဖြေရှင်းချင်တယ်ဆိုရင်တော့ Play Store ကိုတန်ရှင်းရလုပ်လိုက်ပါ Play Store ကိုတန်ရှင်းရလုပ်ခြင်းဟာပြီးဖုန်းပေါ်ပါမယ် Play Store တုံးတဲ့အချိန်မှာလည်းပေါ့လေးတုံးလို့ရမှာဖြစ်ပါတယ် Game တွေကို download ဆွဲတဲ့အခါမှာလည်းမြန်ဆန်မှာဖြစ်ပါတယ် Okay Play Store ကိုတန်ရှင်းလုပ်ဖို့အတွက် Play Store ကိုကြာကြာလေးနှိပ်လိုက်ပါကြာကြာလေးနှိပ်ပြီးရင် App Information ဒီမှာအပေါ်မှာရှိရဒီကောင်ကိုနှိပ်မယ် Okay ဒီကောင်ကိုနှိပ်ပြီးရင်တို့ဒီမှာကြည့်မယ်ဆိုရင်တော့ဒီမှာကြည့်မယ်ဒီမှာ storage users ရှိရနော်ဒီ storage users ကိုတစ်ချက်နှိပ်လိုက်မယ် storage users ကိုနော်ကျွန်တော်တို့ clear cache လုပ်မယ် clear data လုပ်မယ်နော် delete ကိုနှိပ်မယ်ကိုဒီလိုနှိပ်ပြီးရင်တင် Play Store ထက်ကိုဝင်ကြည့်လိုက်နော်တင်ရပြတ်နာအမျိုးမျိုးဒီမှာဖြည့်ရှင်းသွားမှာဖြစ်ပါတယ်ဒီမှာအလောက်ကိုနှိပ်လိုက်ပါ Okay အလောက်ကိုနှိပ်ပြီးရင်ဒီမှာခဏလေးဆောက်လိုက်မှာနော်ဒီလိုပုံစံနဲ့သူကပေါ်နေမှာဆိုရင်တော့ဒီမှာရပြီနော်ဒီလိုချင်းအားဖြင့်နော်ဒီတင်က Play Store မှာ game တစ်ခုနော် application တစ်ခုကို download ဆွဲတဲ့အခါမှာလည်းအရင်ကိုမြန်ဆန်မှာဖြစ်ပါတယ်ပြီးရင် Play Store နဲ့ပတ်သက်ပြီးတင်ရဖုန်းမှာဖြစ်နေတဲ့ပြဿနာမျိုးစုံကိုလည်းဖြေရှင်းသွားမှာဖြစ်ပါတယ်အဲအကြောင်းဒါလေးကိုလုပ်ကြည့်လိုက်ပါ